တကယ်လို့ဂျပန်နေလိုပဲဒီကောင်တွေကဂရိမတင်ရောဘူချုပ်အခုမှမိတ်တက်တွေကဂျပန်တွေကိုသူတို့ဘာသာတိုက်နေတာနဲ့ကျွန်တော်တို့ဘာလို့ပူပေါင်းတာလဲ ဒီအချိန်မှာသူ့ဘာသာတိုက်ရင်ဂျပန်ကငါတို့ကိုတိုက်ရလိမ့်မယ်အေးငါတို့နဲ့ပူးပေါင်းလိုက်ရင်သူတို့တော်လည်းတက်တာမယ်တိုက်တဲ့နေရာမှာလည်းထိရောက်မယ်မြန်မယ်ပြီးတော့ငါတို့တက်တွေကအခုချိန်မှာ viewer ရောလက်နဲ့ရောအကောင်းဆုံးနေထားမှရှိအဲ့ဒါကြောင့်တုံးချ တကယ်လို့ဂျပန်နေလိုပဲဒီကောင်တွေကဂရိမတင်ရော ထက်တက်ရမှာ ဒါဆိုကျွန်တော်တို့တော်လိုင်းတိုက်ပွဲကြီးကဘယ်အချိန်ပြီးမလဲဆိုတာခံမှန်းလို့မရတော့ဘူးပေါ့ ဘာလို့ခံမှန်းလို့မရမှာလဲလွတ်လပ်ရရင်ပြီးပြီ